ကျွန်တော်လက်ခံထားတဲ့အရာတစ်ခုပြောပြလို့ရလားအဲ့တော့ကျွန်တော်တို့မှာတဲ့အတက်ပညာရဲ့တစ်ခုကိုကျွမ်းကျင်စွာတက်မြောက်သွားပြီဆိုရင်အဲ့လိုဒီ master သပင်ညက်ဆရာတယောက်ဒီသပင်ညက်တာကိုလုံးဝတကယ်ကျွမ်းကျင်သွားပြီသူဒီ master level ရောက်သွားပြီဆရာဝန်တယောက်ကအစေးကူတာယူတကယ်ကျွမ်းကျင်သွားပြီဆိုရင်အဲ့ဒါဒီ master တယောက်ဖြစ်သွားပြီအဲ့တော့ကိုဒီ master တယောက်ဖြစ်ချင်ခဲ့တယ်ဆိုရင်ကိုသိကျင်တဲ့ကိုကျွမ်းကျင်တဲ့ဘာသာရပ်တစ်ခုခုကိုတကယ် special ဖြစ်အောင်လုပ်တကယ်ကျွမ်းကျင်အောင်ဒါဒီကျွန်တော်ဒီ master ဖြစ်သွားပြီအဲ့မဲ့ကျွန်တော်က master ကို professional နဲ့သွားရောလို့မရအောင် professional level တစ်ခုဒီ master ထက်မြင့် master ကအတတ်ပညာတစ်ခုကိုလုတ်တက်သွားတာဒါဒီ master professional မှာကျတော့အဲ့ master ထက်မြင့်တယ်လုတ်ချင်တာကိုလည်းလုံနိုင်တယ်လို့တစ်ချိန်တည်းမှာပဲလုတ်တဲ့တာကိုလည်းသူတွေးပြီးသိတယ်ငါမှဒီပညာရှိရဲ့ဒါပေမဲ့ဒီပညာဒီလိုနေရာမှာဆိုရင်တော့ငါဒီလိုအသုံးချတယ်ဒါပေမဲ့ဒီနေရာမှာဆိုရင်မသုံးသင့်တနည်းပြောရင် customer လိုချင်တာကိုပေးတာထက် customer လုတ်တဲ့တာကိုဆွေးနွေးအကြံပေးတာအဲ့ဒီ professional အားသာချက်ကပါလဲအားနချက်ကပါလဲ client ကိုတကယ်ကြီးဆွေးနွေးပေးနိုင်တယ်ပြောပြပေးနေအဲ့ဒါ professional